အားလုံးပဲမင်္ဂလာပါဒီနေ့ before you say I do ဆိုတဲ့ခေါင်းစဉ်လေးနဲ့လက်ထပ်ခွင့်ပြုပါတယ်လို့မပြောခင်မှာ premarital counseling ပေါ့နော်ဒီခေါင်းစဉ်လေးနဲ့အနည်းငယ်ဝင်မျှချင်ပါတယ်လူငယ်တွေအတွက်အထူးပဲရည်ရွယ်ပါတယ်လို့ကျွန်မနာမည်ကဆန္ဒမျိုးပါဒီလေးကောင်ဆလာအနေနဲ့ကျွန်မတာဝန်ယူထားပါတယ် counseling service တွေနဲ့ counseling ministry မှာလည်းအစီခံပါဝင်နေရှိပါတယ်လို့ကျွန်မအထူးပြုထားတဲ့ဒီနမထက်ခင်ပေါ့နော်နမထက်ခင်ဇီဝပညာပေးခြင်းအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လက်ထက်မဲ့စုံနွယ်တွေအိမ်အောင်ရေးအတွေ့အကြုံနဲ့ဘုသူတာရှိသူတွေလမ်းညွှန်ပေးနေတဲ့အရာဖြစ်တယ်နှစ်သိမ့်ဆွေးနွေးခြင်းအကြံပေးခြင်းသင်ကြားပေးခြင်းအားဖြင့်တာယာတဲ့အိမ်အောင်များဖြစ်ဖို့ရန်ကူညီပေးနေရှိပါတယ်လို့ဒီကနေ့အိမ်အောင်ရေးဆိုတာကသွေးမတော်သားမဆက်သူနှစ်ဦးပေါင်းဖက်ရတဲ့အလုပ်ဖြစ်တယ်အရာခက်သိမ်းတူညီဖို့ဖြစ်တော်လဲပဲခြားနာချက်ဒီရှိရပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့အချင်းချင်းလက်ခံပေးခြင်းနားလည်မှုရှိပြီးတော့မှအချင်းချင်းလေးစားပြီးတော့မှစိတ်တူကိုယ်တူနဲ့ဘဝခရီးတစ်ခုကိုညှိနှိုင်းဆောင်ရွက်ခြင်းခရီးစဉ်ဘဝတစ်လျှောက်လုံး long life trip ဒီ long life journey ပေါ့နော်ကျမတို့ဒီအရာအတွက်အတူတူကျမတို့လှုပ်ဆောင်ပြီးတော့မှညှိနှိုင်းပြီးတော့မှတာယာတဲ့အိမ်တော်ကိုကျမတို့တိဆောက်သွားဖို့ဖြစ်ပါတယ်လို့ဒါကြောင့်လက်ထပ်ခြင်းအတွက်အခြေခံရည်ရွယ်ချက်၃ချက်ရှိတယ်လက်ထပ်ခြင်းဟာပေါင်းသင်းဆက်ဆံခြင်းအတွက်ဖြစ်တယ်လက်ထပ်ခြင်းဟာလူတို့မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြစ်တယ်နော်လက်ထပ်ခြင်းဆိုတာတဲ့လူတွေရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြစ်တယ်တဲ့နောက်တစ်ခုကလက်ထပ်ခြင်းဆိုတာမိသားစုဖြစ်လာဖို့အတွက်ရည်ရွယ်ပါတယ်တဲ့နော်ဆိုတော့ကျမတို့ဒီ premarital counseling နဲ့ပတ်သက်ပြီးတော့လူငယ်တွေအတွက်ကျွန်မအဓိကထားပြီးတော့မှကူညီပေးလက်ရှိတဲ့အခါမှာဒီအရာလေးနဲ့ပေါ့နော်ဒီနေ့မှာချစ်တဲ့ညီကိုမောင်နှမတွေကျွန်မတို့ဓမ္မမိတ်ဆွေတွေအားလုံးကိုဝေမျှခြင်းဖြစ်ပါတယ်လို့နောက်ဗီဒီယိုလေးကိုလည်းဆက်လက်နားထောင်ခြင်းအပြင်ကျွန်မတို့ရဲ့ဘဝမှာသင်ခန်းစာတွေယူဖို့ရန်အတွက်အချင်းချင်းကူညီဖေးမဖို့ရန်အတွက်ကျွန်မရည်ရွယ်ပါတယ်လို့ရောက်ချင်းစီကိုမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့နှုတ်ဆက်ပါတယ် God bless you all